Hello ကျွန်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါဒူရီ KH channel ကျွန်တော်မိတ်ဆွေများအားလုံးကိုပြန်ကြိုဆိုပါရစေ။ကဲကျွန်တော်မိတ်ဆွေများဒီတစ်ပတ်တော့လည်းကျွန်တော်ညံမိသလားအကောင်းဆုံးကြိုးစားပြင်ဆင်ထားပါတယ်ကျွန်တော်ရဲ့မရှိညံလေးနဲ့အကောင်းဆုံးကြိုးစားထားပါတယ်မိတ်ဆွေတို့နော်။ကဲဆိုတော့ပြီးခဲ့တဲ့ညနေကျွန်တော်တို့က3ညတက်ပါ3ညတက်ဆိုတော့မိတ်ဆွေတို့တင်နောက်ပိတ်တစ်ပရိဖြစ်ပါတယ်တင်နောက်ပိတ်တစ်ပရိဖြစ်တဲ့အတွက်ကြောင့်မိတ်ဆွေတို့6398ဆိုတဲ့ကီလီအကောင်းပါတယ်6398ဆိုတဲ့ကီလီတွေကမိတ်ဆွေတို့ခွေပြီးလိုက်တာကကျွန်တော်ပြောမယ်နော်90ရာခိုင်နှုန်းရှိပြီးတော့တလုံးပြလိုက်တာကတော့90ရာခိုင်နှုန်းရှိတယ်ဆိုတော့ကျွန်တော်မိတ်ဆွေများအဆင်ပြေလို့ညံရှိတဲ့သုံးချပါထပ်ပြောပါမယ်ခွေပြလိုက်တာမိတ်ဆွေတို့90ရာခိုင်နှုန်းအကောင်းပါတယ်နော်တင်းလာနေတာမိတ်ဆွေတို့ကျွန်တော်ရဲ့အကောင်းဆုံးကြီးကတော့639ကြီးဖြစ်ပါတယ်ဆိုတော့ကျွန်တော်မိတ်ဆွေများကျွန်တော်တင်းလာနေမနက်တိုင်းမှာဖွင့်နေရတပြားဟောင်းကြီးအတိုင်းကိုကဘာလုပ်မှာလဲဘယ်လမ်းကိုရှောက်မှာလဲဘယ်သူပြောတဲ့အတိုင်းဘယ်လမ်းကိုပွားမှာလဲဆိုတာစဉ်းစားပါပြီးတော့ကိုကဒီတစ်ပတ်အတွက်ငါအရင်ကြီးဘယ်လောက်သတ်မှတ်ထားမယ်ဆိုတာမျိုးသတ်မှတ်ပါတစ်ချိန်မှာငါဘယ်လောက်ဖိုးသွားမယ်အဲ့လိုမျိုးလေးစီးလေးစစ်တစ်ကလေးဘောင်လေးနဲ့ငါတစ်ချိန်မှာဒီလောက်ပဲလုပ်မယ်ငါပို့မလုပ်ဘူးထိကျင်ထိမထိကျင်နေ okay ချင်း okay မ okay ချင်းနေငါစိတ်မွန်စားဘူးဆိုတဲ့စိတ်မျိုးနဲ့ကျွန်တော်တို့သွားဖို့လိုပါတယ်အဲ့ဒီစိတ်ကလေးဒါမွေးနိုင်မယ်ဆိုရင်ကျွန်တော်တို့အခုရောနောင်ရောအရန်ကိုကောင်းမှာဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေများเนาะအဲ့လိုမဟုတ်ဘူးကျွန်တော်လှုပ်လာလဲကြာပြီဒီအမားကြီးကိုပဲထက်ခါတွေစက်မားနေမယ်ဆိုရင်တော့တညက်ခဲကိုခွေးရတယ်လို့ပါပဲမိတ်ဆွေတို့နောက်ဆုံးပြောင်းတလင်းခေါတော့မှာပါပဲဘာမှကြံအောင်ဟုတ်ပါအောင်เนาะဒါကကျွန်တော်မိတ်ဆွေများကိုကျွန်တော်ပုံမှန်လေးပြောတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်တွေကမိတ်ဆွေတို့အရေးကြီးတယ်ကျွန်တော်မနေ့ကပြောသလိုပဲကိုဘာလုပ်လဲကိုဘာဘလို့ဆုံးဖြတ်ချက်တွေချလဲပုံမှာမူတည်ပြီးတော့ကျွန်တော်တို့ကပြောင်းလဲတာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ချတဲ့ဆုံးဖြတ်ချက်တွေမှာလောဘတဲ့ဆိုင်မိတ်ဆွေတို့ညာရှေ့ရောက်နေကိုရေးကြည့်ပါတယ်ဒီအကြောင်းအရာတွေကိုကျွန်တော်နေ့တိုင်းလို့ပြောနေမှာပဲပြင်းစရာကောင်းနေလဲပြောနေအောင်ပါပဲဘာလို့ဆိုတော့မပြောလို့မရလို့ပါပြောနေတလန်းနေတော့မှတိုင်ပတ်နေတဲ့မိတ်ဆွေတွေကတိုင်ပတ်နေတာဆိုတော့ကျွန်တော်မပြောလို့မဖြစ်ဘူးအဲ့တော့မတိရင်မမြည်ဘူးပါမိတ်ဆွေတို့ရဲ့မခောက်ရင်မနာဘူးပေါ့ဆိုတော့ကျွန်တော်မိတ်ဆွေများကိုကျွန်တော်စေတနာနဲ့ပြောနေတာဖြစ်ပါတယ်ဒီစကားလေးတွေကလေကဲထားပါတော့နော်ဆိုတော့ကျွန်တော်မိတ်ဆွေများကျွန်တော်တို့တင်းလာနေတော့ကျွန်တော်ရဲ့အကောင်းဆုံး break ကတော့68 break ဖြစ်ပါတယ်အဲ့တော့68 break ထဲမှာကျွန်တော်အကြိုက်ဆုံးချိန်ယူပါမယ်68 break ထဲမှာဆိုလို့ကျွန်တော်ကြိုက်ဆုံးချိန်မှုကတော့63 9ဘူး4ဘူး90 6နဲ့8ဖြစ်ပါတယ်68 break ထဲမှာကျွန်တော်အကြိုက်ဆုံးချိန်မှုကတော့63 9ဘူး4ဘူး90 6နဲ့8ဖြစ်ပါတယ်ဆိုတော့ကျွန်တော်မိတ်ဆွေများအားလုံးစိတ်ချနာခြင်းကိုယ်ကြီးကျန်းမာခြင်းပြည့်စုံပါဟေသွားတိုင်းကိုပါလူရဲ့ဆန္ဒတွေပြည့်စုံပြီးတော့လောဘကိုအမှန်တကယ်ညှင်းနေမှာခင်ဗျာကျွန်တော်မိတ်ဆွေများကျွန်တော်ထပ်ပြောပါမယ်လောဘကိုညံလေးနဲ့ထိန်းပြီးတော့ဖြည်းဖြည်းနဲ့အေးအေးလေးသွားပါပျောက်တယ်ရဲ့စားလို့ရှိရင်ညိုးတာကိုပူကြိုက်ပါမိတ်ဆွေတို့နော်ပျောက်ကြောင်တိုင်ပတ်တာတွေအများကြီးရှိပါတယ်ပြီးတော့ထပ်တိုးတွေကြောင်တိုင်ပတ်သွားတာမျိုးလည်းအများကြီးရှိတယ်အဲ့လိုမျိုးတွေမဖြစ်အောင်ကိုလောဘလေးကိုထိန်းပြီးတော့ဖြည်းဖြည်းနဲ့ပုံမှန်လေးသွားတဲ့အကျင့်ကိုမွေးမြူကြပါလို့ကျွန်တော်ပြောလိုပါတယ်ခင်ဗျာအားလုံးကိုလည်းအရင်ချစ်ပါနော်